เราเทคนิคทะเลကဲခုကတော့ဦးလေးရဲ့ငါးကန်ကိုပတ်ကြည့်မယ်ဗောနော်မှာကန်ကြီးကိုတစ်ပတ်မှာပဲဖြစ်ပါတယ်အကျယ်ကြီးပဲနာရီဝဲဗောနော်အကျယ်ကြီးပဲဧက50လောက်ရှိရယ်ပတ်ကြည့်မှာဖြစ်ပါတယ်အမြန်ဟိုနောက်မှာကဲဒါကြတော့လေလေးဗောနော်ကျွန်တော်တော့မလော်တက်ဘူးမှာဟိုဘက်မှာဟိုဟာတွေရေတက်လာပြီးတော့ပြန်ကြရေငါလှုပ်ထားနေရတယ်ဗောနော်ပြီးကြမှာပြန်ပြမယ်ဒီငါးကန်လေးကတော့ဦးလေးစလှုပ်တာတနေ့တောင်မပြည့်သေးဘူးเนาะခုမှစလှုပ်ရင်းနဲ့ပြင်ရင်းလှုပ်ရင်းနဲ့ပဲပေါ့เนาะပူဟာဟိုအရင်တော့အဖေကတွန်တေးမှာငါးတွေပါမွေးဖူးတယ်ဒါပေမဲ့အဲ့တော့မမွေးသေးဘူးပေါ့เนาะတိတ်တော့နားမလဲဘူးလမ်းလျှောက်လို့ကောင်းလိုက်တာပပူတို့ဒီကိုရောက်တာနေ့တိုင်းငါးဟင်းနေစားတာအရင်စားကောင်းတယ်ဗောနော်ဒီဘက်မှာပင်လယ်ငါးတွေပေါ်တော့အရင်စားလို့ကောင်းတယ်ပင်လယ်ငါးတွေကပပူတို့ဒီရွာမှာဒီတောင်ဘက်မှာကျတော့ငါးဆိုရင်ဘယ်လိုပြောမလဲငချင်းတို့ငမုတ်တို့ပဲစားရတယ်ဗောနော်အဲ့ဒါတွေပဲရှိရလက်ဆက်ဆိုရင်ချာငါးတွေမရှိဘူးဗောနော်ဒီမှာဗောနော်ဒီငါးကန်တွေကကြတော့ဟိုလိုတချို့ငါးကန်တွေလိုမျိုးဒီလိုငါးသားပေါက်လေးတွေကိုထည့်ပေးရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်သူကဟိုဘက်မှာကြတော့ဒီပင်လယ်ကြီးရှိရကွာဒီဘယ်လိုပြောရမလဲချောင်းကြီးရှိရချောင်းကြီးကနေဒီရေတွေတက်လာတဲ့အချိန်ဆိုရင်ငါးတွေကဒီထဲကိုဝင်လာပြီးတော့မှဒီရေတကားကိုပြန်ပိတ်တာပေါ့နော်ပိတ်ပြီးတော့ငါးတွေကဒီပြန်မဆင်းတော့ဘူးပေါ့နော်ဒီထဲမှာပဲနေကြတယ်ပြီးတော့ဘယ်လိုမှအချိန်တစ်လနှစ်လလောက်ကြာတဲ့အချိန်ကျတော့ဒီလိုပြန်ဖမ်းတယ်ပေါ့နော်ဒီလိုရေတက်ပြီးတော့ပြန်ဆင်းတဲ့အချိန်ဆိုရင်ဒီပပူပြထားသလိုမျိုးပေါ့နော်သူတို့ကဒီလိုငါးတွေကကြတော့ရေတက်လာတဲ့အချိန်သူတို့ပြန်သွားကြတယ်လေအဲ့နောက်သူရှင်းနေရှုပ်သွားပြီသူတို့ပြန်ပြီးတော့အဲ့မှာဖမ်းတာပေါ့နော်အဲ့နားလေးမှာဖမ်းတာသူကအစာကျွေးစရာလည်းမလိုရှောက်လို့ကောင်းလိုက်တာနာကြည့်ပါဦးလာလိုက်တာဝါအမေဟိုးနောက်မှကြံခဲ့သွားပြီဝေးပဲအမေဖြစ်စောက်နေအတော်နဲ့လမ်းလျှောက်နေပပူကကျတော့ဦးလေးနဲ့လျှောက်တာပေါ့နော်ဒီနေရာလေးကတော့ဒီလိုကျွန်းလိုနေရာမျိုးလေးပေါ့နော်မျက်စိမိတ်ပြီးတော့ဘယ်ဘက်သွားပင်လဲဘက်ကိုရောက်တယ်ဒီရှေ့ကိုသွားလဲသွားရင်းနဲ့ပင်လဲဘက်ကိုရောက်တယ်ဒီဘက်သွားလဲသွားရင်းနဲ့ပင်လဲဘက်ကိုရောက်တယ်ပေါ့နော်ဒီကျွန်းနေရာလေးဒီနောက်နေကြမှာဒီနားလေးကိုရှောက်လဲမယ်ပေါ့နော်ဒီနားရွာလေးစီမှာသွားလဲချမယ်ခုကတော့ပပူတို့လမ်းလျှောက်ရင်းနဲ့မိုးပါချုပ်သွားပြီပေါ့နော်ဒီငါကန်တော့အရင်ကိုကျဲပါတယ်နောက်ဗီဒီယိုမှာတော့ပပူတို့ကနန်းထောင်ပြီးတော့ဖန်ထားတဲ့ပုံကိုရိုက်ပြပေးထားပါတယ်ခုကတော့ပပူဗီဒီယိုလောက်တာမပြီးသေးလို့ပေါ့နော်အတူလေးပဲထည့်ထားပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့အစားဆုံးကြည့်ရှုရပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ပပူရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးဦးပေါ့နော်မြာပေါက်တာပဲရခိုင်းထိုးမှာခိုင်းပြချက်လုံးဒါကြတော့မနေ့ကြိုက်တိုင်းမှာသွားရောင်းဖို့ပေါ့နော်ဒီမှာကျူးချီထားကနန်းကြတော့သူ့ရဲ့လက်နှစ်ဖက်စလုံးစုံမဝယ်ရပါတော့မင်းဆိုတော့ပါလက်နှစ်ဖက်စလုံးစုံမဝယ်ရလက်တစ်ဖက်ပြုတ်တာလို့ဆိုရင်သူတို့ကမဝယ်ဘူးပပူကတော့မကင်တော့မကင်တက်လို့ဒါကြောင့်လည်းညက်ခဲရည်ဟောရအောင်
อืม